ဒါပဲကျမဘာသိချမ်းသာပါလဲဘာဖြစ်လဲလေကောင်းတယ်လေ ခဏနေပြီဘာဖြစ်စီ ဘာဖြစ်ဘူးလေကောင်းတာဗောအော်ငါဘယ်လိုသိမသိအောင်ငါအရင်စမ်းတော့ကြရတာတက်လိုက်တက်သွားပြီဟာလိုက်ဘလိုက်လိုက်လို့ကြည့်လိုက်ဟာဒီအင်းမျိုးရတောင်ကျော်ကောင်းလို့ပေါ့ငါကိုနဲ့တောက်ကြည့်ရကျော်ကောင်းမယ်ပေါ့အဲ့တော့ငါတော့ဝယ်လိုက်ပါမယ်တက်လိုက်ဟာကိုနင်တော့ဝယ်ရလား အေးငါနဲ့ဆိုင်စောင့်အောင်ဘာနေပါလားမလားဝဲဒုက္ခပဲဒီကအကျွေးမရဘူးနော် အမေကကျွေးမဝယ်ပါဘူး ပြီးရောအဲ့ဆိုလေ ဟေးကိုကမပြောတဲ့ချီ အေးပြောလေ ကိုသမီးပတ်စံလေးတော့ခလာချင်တာ 4000အေးငါမရှိဘူး2000တော့ရှိတယ် အဲ့နှစ်ထောင်ခလာ ရောရော ကိုရှိမှသမီးနှစ်ထောင်ချင်တယ်နော် 4000ဆို2000ပြည့်တာအော်ဟုတ်တယ်2000ကျတယ်2000ကျတယ် what ကိုမှသမီးနှစ်ထောင်ရတဲ့ချင်တယ် အေးဟုတ်တယ်လေ အဲ့နှစ်ထောင်ကိုမှလည်းပတ်စံမရှိဘူးဆိုတော့ဒီလောက်ကိုမှလည်းပတ်စံမရှိဘူးဆိုတော့သမီးကိုအေးလေးပြပါလေ အော်အေးပြီးလို့ရှိရင်ဒီနေ့ကလည်းအဲ့ဒါဘာမှမရှိတော့အကျွေးမရှိတော့ဘူး အကုန်ကြိုက်ပြီလေ အော်အေးကောင်းတာပဲယူရတယ်ယူပါဆက်ကိုရသမီးပြောပါဦးမဟဲ့ အပါလေ တော့ပါမလေးဒီအေးနှစ်မျိုးကိုရောတာနေကောင်းမယ်ဘူး တက်တော့ပုံမှာကြည်လာတာခဲတော့ကြည်လိုက် ဟုတ်လား သမီးရတယ်တက်တော့ဆိုတာလူတွေဟိုတောက်ချင်တော့ကြည်လို့ကောင်းဒီလိုပဲရှောက်လို့တော့ဟိုတောက်လို့နှစ်ခုကရောပြီးတောက်လို့တစ်ခုမတည့်လို့တစ်ခုပြင်လို့လို့ ဘာမှဖြစ်တော့ပါဘူးကိုကြီးက ဘယ်တော့ကြည်လာ ဟုတ်လား တော့ကြည့်ချင်စားပြီစမ်းနော်ရောအရင်ဆုံးရောကြည့်ဘလို့နေတယ်လို့နော်ဒီအေးနဲ့ဟလားဟာနဲ့ဟုတ်ပါမကြည့်လို့ဟဲ့ရောင်လေးတော့လှအမီးလည်းမတော့ဘူးလည်းမတော့တော့ခု ကိုအရင်ဆိုင်ကြ ဟာအချမ်းကောင်းတယ်ဟုတ်တယ်လေးပေါ့ အဓိကဒါပဲ ဟိုလေးပေါ့မပြောဘဲနဲ့အသားလေးဆန်းပြီးတော့မသိကြတော့တောက်ခိုင်းကြည့်ဟာဟာလေးပေါ့အေးလာအော်လေးပေါ့လား ဘာလို့မောရတာအဲ လေးပေါ့ထိုင် အမလေးအလုပ်တွေရောလဲနင်တို့ကတော့အိမ်မှာစိန်ကြတယ်ကွာပါရှားဖွယ်မလွယ်ဘူးဟဲ့ ဟိုနေနေဆိုတော့တီးလို့လောက တော့မြောက်စီစဉ်ထားတယ် လောကကြီးကပတ်ဆက်ရှားအရက်ခက်တယ်ဘာလို့စီစဉ်ထားအောင်ပြောပါဦး ဒီမှာမောပြေလေး မွေးရကြုံညပ်ပြီမလို့ရေအမလေးဟာငါအပေါ်အမြဲတောက်လျှောက်မှုဝေးနေပဲသူပဲတင်းနေတာဒီလိုအလိုက်တရားသိတဲ့သူကြတယ်အမလေးဥပမာသဘောကျပြီဒီမီလေးရောဒီတူလေးရော ဒါပဲ ကျမဘာသိချမ်းသာပါလဲ
တောက်လို့ကောင်း အောင်မလီကောင်းလိုက်တာအမောလေးပြေးသွားတာပဲလမ်းဆန်းသွားတာပဲကောင်းလိုက်တာကောင်းတယ် ဘာဖြစ်လဲနေ ကောင်းတယ်လေ ခဏနေဘာဖြစ်စီ ဟာပြေဘူးလေကောင်းတာဗော အချင်းကောဘုရားခေါင်းလိုက်မူးတာလေရှိ ကြည်ရောက်ကြည်သွားသေး ကြောက်ကြည့်ပါလေခဏနေဦးအဲ့ဆို ဟုတ်ကဲ့ဟုတ်ကဲ့ ခဏနေဘာအောင်ပြောရ အခါတောင်းမလေး ကောတိတော့ချင်းနေလေ ဘကတောင်းမလေးအခါတောင်းမလေး စတော်ဘယ်ရီရတာတွေနဲ့စတင်နေဆိုတော့အာဟာဒီမဟုတ် အပလူကြီးလေ ကောဟုတ်တယ် ဘာဖြစ်ဘူးနော်ဘာမှမဖြစ်တာ ဘာမပြေဘူးတော့မပြေဘူးဘာမှမပြေဘူးဘာမှမပြေဘူးနော် အာ ဟုတ်ပြီနေမင်းတို့ကငါ့ကိုပင်မလာရတောက်ဆိုပြီးမင်းတို့ကြီးကဘာလို့တောက်နေရလို့ ဒီလိုကျွန်တော်ချက်ချက်တဲ့ခါကျတော့ဒီဟိုတောက်ချင်တယ် တောက်ချင်တော့ တောက်ချင်တော့တက်တော့မှကြည်လာတာ ဟဲ့ သူကတရေကြောက်ထည့်ပြတယ်ဆိုတော့သဘောရချတောက်ချင်အဆန်းတောက်မယ်ဆိုတော့မဟမ်တော့ဘာဖြစ်နေလဲဒီလိုဒီဖို့စမ်းတယ်ဘာဖြစ်လဲ အာငါကြည့်ပြီချက်ကဘယင်းနဲ့စားကနီးလို့ပေါ့သိမသိစတော်ခဲဆိုတာအရင်ရှိတယ် စမ်းတယ် အော်ငါမင်းတို့သိမသိမသိအောင်ငါအရင်စားတော့ကြည့်ရတာပေါ့တော့မွေတော့ငမွေတော့တကောင်ငမွေတော့လက်ကောင်